ကျွန်တော်တို့အားလုံးပဲမင်္ဂလာပါ The Football ကနေပြီးတော့ကြိုဆိုလိုက်ပါတယ် Manchester United အသင်းကတော့လက်ရှိအချိန်မှာဆိုရင်တော့သူတို့ရဲ့တိုက်စစ်ကစားသမား2ဦးဖြစ်တဲ့ Benjamin Sesko ရော Joshua Zirkzee ရော2ဦးလုံးရှိနေရင်းနဲ့မှာပဲနောက်ထပ်တိုက်စစ်မှုတဦးကိုဒါသူတို့အနေနဲ့စိတ်ဝင်စားနေတယ်ဆိုပြီးတော့သတင်းဌာနတချို့ပေါ့နော်ဒါအဲ့ဒီထဲမှာ United ရဲ့အမာကန်သတင်းတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ဒါဘယ်လိုလဲအဲ့ channel တစ်ခုကလည်းပေါ်ပြလာတယ်ပေါ့ဆိုတော့အဲ့ပေါ်ပြလာတဲ့တိုက်စစ်မှုကတော့တခြားသမားတော့မဟုတ်ဘူးဒါပြင်သစ်လက်ရွေးစင်အသင်းမှာရောလက်ရှိ Crystal Palace အသင်းရဲ့တိုက်စစ်သမားဖြစ်တဲ့ João Philip Matita ဆိုတော့ဒီစားသမားကိုဒါလက်ရှိမှာဆို United တို့ကစိတ်ဝင်စားနေတယ်ဆိုပြီးတော့ပေါ်ပြလာတယ်ဆိုတော့ဒီစားသမားဒီပြီးခဲ့တဲ့ဆောင်းရသည့်ဈေးကွက်တုန်းက AC Milan အသင်းကိုပြောင်းရွှေ့ဖို့တော့တော်တော်လေးနှီးစပ်ခဲ့တဲ့ကစားသမားပါဆိုတော့နောက်ဆုံးမှာသူ့ရဲ့ဒူးတန်ရာအကြောင်းပဲဒါသူ့အနေနဲ့ AC Milan အသင်းကိုမပြောင်းပြစ်လိုက်ခဲ့ပဲနဲ့ Crystal Palace အသင်းမှာပဲဆက်ပြီးတော့ရှိနေတော့တာပေါ့နော်ဆိုတော့ Crystal Palace အသင်းမှာလည်းလောလောဆယ်မှာဒူးတန်ရာအကြောင်းဒီစားသမားတွေနားနေရတယ်ဒီ3လလောက်နားနေရမယ်ဆိုတဲ့အခြေအနေမျိုးမှာဒီစားသမားကို United တို့ကတော့တကယ်စိတ်ဝင်စားတယ်ပေါ့ဆိုတော့ United တို့ကဒီစားသမားကိုစိတ်ဝင်စားနေတယ်ဒါသူတို့ရဲ့အသင်းစီကိုလည်းခေါ်ကျင်တယ်ဆိုတဲ့ပုံစံမျိုးတွေပေါ်ပြလာတယ်တချို့သတင်းဌာနတွေရဲ့ report တွေအရဆိုရင် United ကဒီစားသမားကိုခေါ်ကျင်တယ်ဒီစားသမားရဲ့လက်ရှိဒါ Crystal Palace ကြားမှာရှိတဲ့စာချုပ်ကလည်းတစ်နှစ်လောက်ပဲကျန်တော့တာအဲ့ဒီအတွက် United တို့ကလာမဲ့နွေရာသီရောက်ပြီဆိုရင် João Philip Matita ကိုသူတို့အနေနဲ့ပေါင်တန်း30လောက်နဲ့ရအောင်ခေါ်မယ်ပေါ့ပေါင်တန်း30လောက်နဲ့ရအောင်ခေါ်ပြီးတော့အသင်းရဲ့ကစားသမားတအုပ်ဖြစ်တဲ့တိုက်စစ်သမားဖြစ်တဲ့ဒါ Joshua Zirkzee ကိုသူတို့အနေနဲ့ရောင်းထုတ်သွားမယ်ဆိုတဲ့ပုံစံမျိုးတွေလည်းလက်ရှိမှာသတင်းဌာနတွေတချို့ကပေါ်ပြနေတယ်ဆိုတော့ United ပရိသတ်တွေကရော João Philip Matita နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ United အတွက်တကယ်တင့်တော်တဲ့ player တအုပ်လို့ထင်ကြလား United အနေနဲ့ဒီစားသမားကိုခေါ်လိုက်မယ်ဆိုရင် United ကိုရောက်လာရင်တကယ်အကျိုးပြနာမဲ့ player တအုပ်ဖြစ်တယ်လို့ထင်ကြဘယ်လိုမြင်ကြလဲပေါ့ဆိုတော့ဒီနေရာမှာကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်ရဲ့အမြင်က João Philip Matita တဲ့ United ကိုရောက်လာပြီဆို United တို့ဒီဘယ်လိုလဲ positive ပို့ပြီးတော့ဆန်တဲ့အရာတွေဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျဟိုဘာကြောင့်လဲဆိုတော့ João Philip Matita သူဒီလောလောဆယ်မှာနံပါတ်9 role player စစ်ပါအဲ့ဒီပြင်ကိုမှသူဒီဒါအရန်မောင်းလဲကောင်းတယ်ဒါဘယ်လိုလဲ Benjamin Sesko တို့လိုပဲအရန်မောင်းကောင်းတယ်ဒါပေမဲ့ Benjamin Sesko ထက်ပိုပြီးတော့တိကျတယ်အသက်ကတော့မှန်ဗျာ28နှစ်ရှိနေပြီအသက်အရွယ်ကနည်းနည်းလေးရနေပြီဒါပေမဲ့28နှစ်ဆိုတဲ့အရွယ်ကတိုက်စစ်မှုတဦးအတွက်ဒါအသက်ကြီးနေတဲ့အချိန်မဟုတ်ဘူးဗျအသက်28နှစ်ဆိုတာကတိုက်စစ်မှုဒါလုံး strike ကပေါ့နော်တကယ်တိုက်စစ်မှုစစ်တဦးအတွက်28နှစ်ဆိုတာကတကယ်အချိန်ကောင်းပဲတကယ်အသက်အရွယ်ကောင်းပဲဒါသူတို့ရဲ့ prime time ကိုရောက်ဖို့အတွက်အကောင်းဆုံးအချိန်တွေတစ်ခုလို့ပြောလို့ရတယ်ဆိုတော့ João Philip Matita တဲ့အသက်28နှစ်ရှိတယ်ဒါပေမဲ့သူမလေးဘူးသူဒီခက်မြမြန်တွတ်ပဲကစားနိုင်တဲ့ player တဦးဖြစ်နေသေးပဲလက်ရှိ Crystal Palace အသင်းရဲ့တိုက်စစ်ကစားသမားတွေကိုတိုက်စစ်ကိုလည်းကောင်းကောင်းဦးဆောင်ထားနိုင်တယ်player ဖြစ်တယ်အဲ့အတွက်ဒီကစားသမားတွေ United ကိုရောက်လာပြီဆိုရင်ကျွန်တော်ထင်တယ်ကျွန်တော်ကတော့ United တို့အတွက်ပေါ့နော်ဒီအပေါင်းလက္ခဏာတွေပဲစောင့်စီမဲ့အရာတွေလို့ပဲကျွန်တော်တို့ထင်တယ်ဆိုတော့ဒီနေရာမှာ Joshua Zirkzee ကိုတော့တို့ရောင်းအောင်ပါပေါ့နော် Joshua Zirkzee ကိုမရောင်းဘူးဆိုရင်တော့ Joshua Zirkzee ကို Benjamin Sesko ကိုရောဒီ Philip Matita ရောဆိုရင်တိုက်စစ်က3ယောက်လုံးကဒါဘယ်လိုပြောမလဲဟိုတိုက်စစ်အင်အားကောင်းတယ်ဆိုပေမဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒီနံပါတ်9ရိုးနေရာမှာပဲ3ယောက်ရှိနေတယ်ဆိုတော့ကတော့ဒါတိတ်ပြီးတော့လိုအပ်တဲ့အရာတခုဟုတ်နေမယ်လို့ကျွန်တော်မထင်ဘူးဒီအတွက်တို့အနေနဲ့ Joshua Zirkzee ကိုတော့ရောင်းအောင်မယ်ပေါ့Joshua Zirkzee ကိုရောင်းအောင်မယ်ရောင်းပြီးတော့သူတို့ Philip Matita ကိုယူရိုပေါင်30ဝန်းကျင်လောက်နဲ့ခေါ်ပေါ့နော်ဆိုတော့ဒါဆိုတော့ United တို့အတွက်တန်နေပြဒီလား Matita လို့ player ကိုတန်30လောက်နဲ့ခေါ်နိုင်မယ်ဆိုတော့ဒါတကယ်တန်အဲဆို Matita ဒီလက်ရှိသူ့ရဲ့current ဘယ်လိုလဲသူ့ရဲ့ market value တန်ဖိုးဒီဒါပေါင်တန်35တန်ဝန်းကျင်ရှိတယ်ယူရိုတန်35တန်ဝန်းကျင်ရှိတဲ့ player ဖြစ်တယ်ဒီ player ဒီလက်ရှိပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်းတချို့ပွဲစဉ်တွေမှာပါဝင်ကစားထားတယ်ဆိုတော့ဒီကစားသမားဒီဒါတကယ် potential ရှိတဲ့ကစားသမားအဖြစ်လေအချိန်တော်တော်ကြာရက်တည်နိုင်ခဲ့တဲ့ player ပါဆိုတော့အရင်မောင်းမြင်မာတယ်ခေါင်းတိုက်ဘောတွေဘယ်လိုမျိုးလဲအဝေးကန်ချက်တွေတော်မှဘယ်လိုမျိုးလဲ long strike ကစစ်တယ်ဗျာနံပါတ်9 role player စစ်ဆိုတော့ United မှာလက်ရှိလိုအပ်နေတဲ့ဟိုတိုက်စစ်ကစားသမားတအုပ်လို့ကျွန်တော်တို့မြင်ဆိုတော့ကျွန်တော်ကိုယ်တွေကဘယ်လိုမြင်ကြလဲ United ပရိသတ်တွေကရော João Philip Matita နဲ့ပတ်သက်ပြီးတော့ခေါ်နိုင်မယ်ထင်ကြလားဒီနေရာမှာဘယ်လိုမျိုးလဲ United တို့ကတော့လာမယ့်နွေရာသီမှာသူတို့အဓိကလုံမှာတော့ဒီတိုက်စစ်ကစားသမားခေါ်ယူရေးတော့မဟုတ်ဘူးသူတို့အဓိကလုံမှာကဒီပြအသစ်ပြောင်းလဲခံဖို့နဲ့အရင်ဦးဆုံးကွင်းလေကိုဖြည့်ဆည်းဖို့ကွင်းလေကကြောက်လဲလက်ရှိ Carlos Casemiro တို့ Ugarte တို့ရဲ့နေရာကိုအစားထိုးဖို့အတွက်ပေါ့နော်ဆိုတော့ဒီလိုမျိုး player တွေကိုအစားထိုးဖို့အတွက်ဒါလက်ရှိ Elliot Anderson Adam Wharton Carlos Barrera အပါအဝင်လက်ရှိ Sandro Tonali ပါအဲ့စင်းထဲမှာထက်တွက်ထားတယ်ပေါ့အဲ့ထွက်ဒါ United တို့အနေနဲ့ကတော့တေးကြတယ်လာမယ့်နွေရာသီမှာကွင်းလေကိုအဓိကဖြည့်မယ်ပြီးရင်တိုက်စစ်သမားဖြစ်တဲ့ Matita နဲ့ပတ်သက်ပြီးတော့လေသူတို့ကဆက်လက်ဆောင်ရွက်သွားနိုင်ွယ်ရှိတယ်ဆိုတဲ့ပုံစံမျိုးတွေလောလောဆယ် United ရောင်းမှာထွက်ပေါ်နေပါတယ်ဆိုတော့ကျွန်တော်ကိုယ်တွေက United နဲ့ပတ်သက်ပြီးတော့ Matita နဲ့ပတ်သက်ပြီးဘယ်လိုမြင်ရလဲ
ဘယ်လိုမြင်ရလဲဟိုဒီဇာသမားတွေ United အတွက်ဒါ positive ဆန်အောင်လုပ်ပေးနိုင်မယ့် player လို့ထင်ကြဘယ်လိုမြင်ရလဲတစ်ချက်လောက်ဆွေးနွေးကြပါဦးကျွန်တော်လည်း like and subscribe လေးလုပ်ပေးထားပါအောင်ဗျကျေးဇူးများတင်ပါတယ်